အားလုံးပဲမင်္ဂလာပါ Restorative ဖတ်ကြားခြင်းစီစဉ်ကနေရောက်စီတိုင်းကိုအသစ်တစ်ပံပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့2026ခုနှစ်ဩဂတ်လ9ရက်နေ့တနင်္ဂနွေနေ့ဖြစ်ပါတယ်ဒီကနေ့ခွန်အားရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့တင့်မှာတဘာဝနှစ်ခုမရှိပါရွေးချယ်ထားတဲ့ဓမ္မကျမ်းပိုက်ကတော့နှစ်ကောခန်းကြီး9ခန်းငယ်19လူမြည်ဒီကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်သောတတဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီဒုတိယကြိမ်မွေးဖွားခြင်း New Birth နဲ့ပတ်သက်၍အရေးအကြီးဆုံးသောတမန်တရားတစ်ခုမှာသင်၌ပင်ကိုယ်တဘာဝနှစ်ခုမရှိခြင်းပင်ဖြစ်သည်သင်သည်တစိတ်တစ်ပိုင်းလူသားဖြစ်ပြီးတစိတ်တစ်ပိုင်းဖျားဇာတိဖြစ်နေခြင်းမဟုတ်ပါတမန်ကျမ်းစာကရှင်းလင်းစွာဖော်ပြထားပါသည်ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြသည်ထိုအရာတွေတွင်တဘာဝဟောင်းလဲပါဝင်သည်ကျမ်းစာ၌ငါတို့သည်ဖန်ဆင်းထားသောအရာခတ်သိမ်းနမိတ်တတရဝါတို့တွင်အဦးသီးသောအသီးကဲ့သို့ဖြစ်စေခြင်းဟာတမန်တရားစကားအားဖြင့်မိမိအလိုတော်အတိုင်းငါတို့ကိုဖြစ်ပွားစေတော်မူ၏ရှင်ယာကုပ်ခန်းကြီး1ခန်းငယ်18ဟုမိန့်ဆိုထားပါသည်သင်သည်ဖျားသခင်ထံတော်မှအမှန်တကယ်ပြန်လည်မွေးဖွားလာသူဖြစ်ပါသည်ကိုရော့ထံမှသင်ရရှိသောအသက်သည်သင်၏လူသားအသက်အပေါ်ထက်ဆင့်ဖြည့်ဆွက်ပေးလိုက်ခြင်းမျိုးမဟုတ်ဘဲ၎င်းကိုအစားထိုးလဲလှယ်ပေးလိုက်ခြင်းဖြစ်သည်ထို့ကြောင့်သခင်ယေရှုကဇာတိပဂတိမွေးသောအရာသည်ဇာတိပဂတိဖြစ်၏ဝိညာဉ်တော်မွေးသောအရာသည်ဝိညာဉ်ဖြစ်၏ဟုမိန့်တော်မူ၏ယောဟန်ခန်းကြီး3ခန်းငယ်6သင်၏မူလအစသည်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်အသစ်တပံမွေးဖွားခြင်းကသင်ကိုတည်ခြင်းမှအသက်ရှင်ခြင်းသို့ကိုးပြောင်းစေခဲ့ပြီဖြစ်သည်ဟာလေလုယာတမန်တော်ရှင်ပေါလုသည်ဤလက်တွင်မျက်မှောက်ဘဝကိုခွန်အားအပြည့်ဖြင့်ဖော်ပြထားပါသည်ငါသည်ခရစ်တော်နှင့်အတူလဝါကတ်တိုင်မှအသေးခံသည်သို့တော်လည်းအသက်ရှင်သေး၏ထို့သောဆိုသောငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ဂလာတိခန်းကြီး2ခန်းငယ်20အသက်ဟောင်းဖြင့်ပံ့ပိုးထားသောငါဆိုသည့်အရာသည်ချုပ်ငြိမ်ခြင်းသို့ရောက်ရှိသွားပြီဖြစ်သည်ယခုသင်ထံ၌ရှိနေသောအရာမှာသင်အတွင်း၌ရှိသောခရစ်တော်၏အသက်ဖြစ်သည်ခရိယန်တဦး၌ပင်ကိုယ်တဘာဝနှစ်ခုရှိသည်ဟုယူဆခြင်းသည်လူတဦးတဲ့အတွင်း၌စန့်ကျင်ဘက်တဘာဝနှစ်ခုအကြားအစင်မပြတ်အတွင်းပရိပခဖြစ်ပွားနေသည်ဟုသောသဘောကိုတက်ရောက်စေသည်သို့သောထိုရာသည်ကျမ်းစာကဖော်ပြနေသောပုံရိပ်မဟုတ်ပါနှုတ်ကပတ်တော်ကထိုမှတပါငါတို့၏လူဟောင်းသည်ထိုသခင်နှင့်အတူလဝါကတ်တိုင်မှအသေးသက်ခြင်းကိုခံပြီးဟုငါတို့သိကြ၏ယောမအခန်းကြီး6ခန်းငယ်6ဟုမိန့်ဆိုထားပါသည်ငါတို့၏လူဟောင်းသည်လဝါကတ်တိုင်မှအသေးခံဆဲဖြစ်သည်ဟုဆိုထားခြင်းမဟုတ်သည်ကိုတတိပြုပါဆက်လက်ဖြစ်ပျက်နေသည့်တခုတည်းသောအရာမှာသင်၏စိတ်နှလုံးကိုအသစ်ပြင်ဆင်ခြင်းသာဖြစ်သည်သင်တို့သည်လော်ကီပုံသဏ္ဍာန်ကိုမဆောင်ကြနှင့်စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလောယောမအခန်းကြီး7ခန်းငယ်2သင်၏ဝိညာဉ်သည်ဖြောင့်မတ်ခြင်းနှင့်စစ်မှန်သောတန်ရှင်းခြင်း၌အသစ်ဖန်ဆင်းခြင်းခံရပြီးဖြစ်သည်ယခုအခါသင်သည်ဖယားပဂတိသဘောတဘာဝကိုဆက်ဆက်ခံစားရသောသူဖြစ်ပါသည်နှစ်ပေခန်းကြီး1ခန်းငယ်4တည်ရှိမနေတော့သည့်တဘာဝဟောင်းကိုနှိပ်ကွက်ရန်စူးစမ်းနေခြင်းကိုရှက်တတ်ပါဂလာတိခန်းကြီး9ခန်းငယ်24တွင်ခရစ်တော်နှင့်ဆက်ဆိုင်သောသူတို့သည်ဇာတိပဂတိကို၎င်းဇာတိပဂတိစိတ်များနှင့်အလိုဆန္ဒများကို၎င်းလဝါကတ်တိုင်မှရိုက်ထားကြပြီဟုဆိုထားပါသည်ထို့ကြောင့်ဖြောင့်မတ်သောသူဖြစ်လာရန်ရုန်းကန်မနေပါနှင့်သင်၏ပင်ကိုယ်တဘာဝသည်ဤသူမျိုးဝါဖြစ်ခြင်းဖျားသားဖြစ်သောကြောင့်ဖြောင့်မတ်စွာရှင်သန်နေထိုင်ပါဤတမန်တရားကိုအစဉ်တည်းပြုဆင်ခြင်ခြင်းဖြစ်သာရှင်သန်နေထိုင်ပါထိုအခါသင်၏အသက်တာသည်ခရစ်တော်၏အုပ်စိုးခြင်းနှင့်ထူကဲသားလုံးကောင်းမြတ်ခြင်းတို့ကိုအစင်မပြတ်ထင်ဟပ်စေလိမ့်မည်ဖြစ်ပါသည်ဒီကနေ့အတွက်ထရွေလေးလာရင်တမန်ကျမ်းပိုင်များကတော့ယောမခန်းကြီး6ခန်းငယ်6အေဖက်ခန်းကြီး4ခန်းငယ်24နှစ်ပေခန်းကြီး1ခန်းငယ်4တို့ဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဆုတောင်းခြင်းကိုကျမရဲ့နောက်ကနေစိတ်နှလုံးကျွမ်းမဲ့ဖြစ်ယေရှုပြုပြီးတော့လိုက်ဆိုပေးပါချစ်တော်မူသောအဖအကျွန်ုပ်ကိုခရစ်တော်၌အသစ်တဖန်ဖန်ဆင်းတော်မူသည့်အတွက်ယေရှုတင်ပါ၏အကျွန်ုပ်ထံ၌ပင်ကိုယ်တဘာဝနှစ်ခုမရှိပါအကျွန်ုပ်၏အတွင်း၌ကိုရော၏ဖျားဇာတိတဘာဝတော်ရှိပါ၏အကျွန်ုပ်သည်မြည်သူမြည်ဝါဖြစ်ကြောင်း
စစ်မှန်ခြင်း၌ရှင်သန်နေထိုင်ပြီးနေ့ရက်စဉ်တိုင်းဖြောင့်မတ်ခြင်းအုပ်ဆိုခြင်းနှင့်ဒုက္ခတာလွန်ကောင်းမြတ်ခြင်းတို့ကိုထင်ရှားစေပါ၏သခင်ယေရှု၏နာမတော်မြတ်၌အာမင်ဒီကနေ့ဖတ်ရှုသွားသော Restorative အဖြစ်အရောက်စီတိုင်းတစ်တပံခွန်အားရမယ်လို့ယုံကြည်ပါတယ်အရောက်စီတိုင်းကိုဖခင်သခင်ကောင်းချီးပေးပါစေ